ဒီ Lake Tahoe ပတ်ဝန်းကျင်အနေနဲ့မှာလေဟိုတယ်ဈေးဆိုင်တွေနဲ့စားတောက်ဆိုင်တွေရှိပြီးတော့တော်တော်လေးစီစီကားကားရှိရတာကိုတွေ့ရတယ်။ဇန်နိုစမောင်းလာနေနေပဲ Lake Tahoe ကန်ကြီးကိုစပြီးတော့တွေ့နေရပါပြီ။ Hello, Survive Stereo ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုဇန်နို Lake Tahoe ကိုရောက်နေပါပြီ။ဇန်နိုသွားတဲ့ဘက်ကတော့ South Lake Tahoe ပါ။ Lake Tahoe ကန်ရဲ့တောင်ဘက်ပေါ့နော်။သွားကြည့်ကြလို့နော်။အခုကားပါကင်ကနေပြီးတော့ဇန်နိုဒီ Lake Tahoe ကန်ဘက်ကိုသွားနေပြီပေါ့နော်။တွန်ခဲ့တဲ့နှစ်ပေါင်း2 သန်းကျော်တုန်းကမြေကြီးတုန်ခါမှုကြောင့်မြေပြိုကွဲပြီးတော့ဒီလိုမျိုးဂျိုင်ဝမ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဂျိုင်ဝမ်တွေကိုနှီးရည်တွေမိုးရည်တွေစုဆောင်းလာခဲ့ပြီးတော့မှအခုမြင်တွေ့နေရတဲ့ Lake Tahoe ဆိုပြီးတော့ဖြစ်ပေါ်လာတာပါ။အမေရိကမှာဒုတိယအနက်ဆုံးရေကန်ဖြစ်ပြီးတော့1645ပေနဲ့ပါတယ်။လမ်းမှာတော့နေပူနေလို့တိတ်ပြီးတော့အေးမဲ့အောင်မထင်ဘူး။ဒီရောက်တော့မှအရန်ကိုအေးတာပဲ။လက်ချောင်းထိပ်လေးတွေကြည့်လိုက်ပါဦးဒီမှာနီလေးတောင်ဖြစ်နေတယ်လို့ပဲနော်။ဒါကတော့ညမှန်တဲ့သိကြမမြင်အောင်လက်ချောင်းထိပ်တွေဆိုအရန်ကိုစူးပြီးအေးနေတာပဲ။မသိဖရီဇာအခန်းထဲမှာလေလက်ကိုသွားပြီးတော့ထည့်ထားရတဲ့အတိုင်းပဲအရန်ကိုအေးတယ်။အရန်မအေးလောက်ဘူးထင်တာ။ Oh my gosh, I can feel my hands. ဟိုရှိခါတော့ကတော့ဒီနေရာမှာ Watch Hole လူမျိုးတွေနေထိုင်ခဲ့ကြပြီးဒီရေကန်ကိုရေကန်ကြီးလို့အဓိပ္ပာယ်ရတဲ့နာမည်နဲ့ခေါ်ခဲ့ကြပါတယ်။နောက်ပိုင်းအဲ့ဒီနာမည်ကနေ Lake Tahoe လို့ဖြစ်လာတာပါ။ကောင်းကင်ပြပြကြီးနဲ့ရေကလည်းကြည်တက်ပြီးအေးနေတော့တကယ်လို့မှ Calm Vibe ကအပြည့်ပဲနော်။ Hi ရာသီဥတုကအရန်အေးတယ်ဒီမှာလက်တွေဆိုလို့ရှိရင်ရေခဲတက်တာလည်းထည့်ထားတဲ့အတိုင်းပဲအရန်ခဲနေဒီနေ့နေသားပေမဲ့လည်းတော်တော်အေးတယ်ကျွန်တော်ခုရောက်နေတာက South Lake Tahoe ကိုရောက်နေတာပါဆက်ပြီးတော့လမ်းလျှောက်ပြီးတော့သွားကြည့်ကြရအောင်နော်